ပုံမှန်ဆိုသလိုစကလုံးတစ်လုံးသားမဟုတ်စကလုံးနှလုံးရဲ့အတိတ်ပဲနဲ့အသုံးပြုပုံတွေကိုရှင်းပြပေးသလိုပဲဒီနေ့မှာလည်း shade နဲ့ shadow ရဲ့အသုံးပြုပုံလေးတွေကိုရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်အားလုံးမင်္ဂလာပါ Cherry Magic မှာပြန်လည်ကြိုဆိုပါရစေဆိုတော့ shade နဲ့ shadow နှစ်ခုလုံးကအရိပ်ဒါမှမဟုတ်အေးမြတဲ့အရိပ်အာဝါဒလို့ခေါ်ပြီးအတိတ်ပဲကတော့အလင်းရောင်မရှိတဲ့အမောင်နေရာလို့ရည်ညွှန်းပေမဲ့ကွဲပြားတဲ့အချက်တွေရှိပါတယ်ရှိတ်ကိုအတူချုံပြောရမယ်ဆိုရင်ခိုနာပုတ်အေးမြပြီးတတရှိရဲ့နေရာအေးမြတော့အရိပ်တိရိပ်မိုးရိပ်အဆောက်အဦအရိပ်တွေကိုရည်ညွှန်းပါတယ်ဒါဆိုရင်တော့ဥမာစာကြောင်းလေးတွေကိုကြည့်ရအောင်နော် It's so hot outside let's find some shade to rest in ဒီစာကြောင်းကိုကြည့်မယ်ဆိုရင်အပြင်မှာအရန်ပူတဲ့အတွက်ကြောင့်မို့လို့အနားယူဖို့အတွက်အေးမြတဲ့အရေးရတဲ့နေရာရှာရအောင်လို့ဆိုလိုပါတယ် They put the curtains to put the room in shape and keep it cool ဒီစာကြောင်းမှာဆိုရင်လေသူတို့တွေကအခန်းကိုနေထိုးတဲ့အတွက်နေရှိန်တဲ့အတွက်ကြောင့်မို့လို့အေးမြတဲ့အရေးရအောင်လိုက်ကာတွေဆွဲလိုက်ကြတယ်လို့ဆိုလိုပါတယ်နောက်ထပ်ဥပမာအနေနဲ့ The boy stood in the cool shade of the bathing ဒီစာကြောင်းမှာဆိုလို့ရှိရင်ကောင်ကလေးကအဆောက်အဦရဲ့အေးမြတဲ့အရေးအောက်မှာရပ်နေတယ်လို့ဆိုလိုပါတယ်နောက်တစ်ခုအနေနဲ့ shadow ကတော့အလင်းရောင်ကိုပိတ်ဆို့ထားတဲ့အရာဝတ္ထုရဲ့ပုံတံအတိုင်းဖြစ်ပေါ်လာတဲ့တိကျတဲ့ပုံရိပ်ကိုဆိုလိုပါတယ်ဥပမာအနေနဲ့ He saw a shadow move behind the curtain and knew someone was in the room ဒီစာကြောင်းမှာဆိုရင်သူကလိုက်ကာနောက်ကနေလူအရိပ်တစ်ခုလှုပ်ရှားနေတာတွေ့လိုက်တော့အခန်းထဲမှာလူတစ်ယောက်ရှိနေပြီဆိုတာသူသိလိုက်တယ် A bird's shadow flew across the field ဒီစာကြောင်းမှာဆိုလို့ရှိရင်လည်းမြက်တကောင်ရဲ့အရိပ်ကလေကွင်းကိုဖျက်ဆီးသွားတယ်လို့ဆိုလိုပါတယ်နောက်ထပ်ဥပမာအနေနဲ့ He noticed his own shadow getting shorter as the sun rose higher in the skyဒီစာကြောင်းမှာဆိုလို့ရှိရင်နေကပုံမြင့်လာတာနဲ့အမျှသူ့ရဲ့အရိပ်ကတိုးလာတာကိုသူသတိထားမိတယ်ဒီလောက်ဆိုရင်တော့ shade နဲ့ shadow ကိုနားလည်တဲ့ပေါက်လိမ့်မယ်လို့ယုံကြည်ပါတယ်နောက်ထပ်အကျိုးရှိတဲ့ဗီဒီယိုတွေကိုတင်ဆက်သွားမှာမဟုတ်နောက်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်နော်အားလုံးပဲ bye bye